ကြီးစားရမရတော့မသိဘူးတော်တော်မူနေ ဟာလောက်နေမကြောက်လိုက်တော့ကိုတိမလားရအောင်လုပ်ပါဒီနေ့ကတော့ရအောင်လုပ်ပြ ဟိုင်းကြားနေဘာလုပ်မှာ 2025တော့ကလေရီးစားမရခဲ့ဘူးအဲ့တော့2026ကိုရီးစားမရရအောင်လုပ်ရမယ် ပြောတော့ဆိုကျူးတော့ရှင်တို့ဆိုကျူးတော့ဝယ်ပေးဆို ဟုတ်တယ်လေဆိုရှုတော့ဝင်ပါလေ အေးအဲ့ရီးစားရနေဆိုကျူးနဲ့ဘာဆိုင်လို့တော့ စပြည့်သီးစားပြီးတော့ရီးစားရအောင်ရှာမာရအောင်လုပ်မှသူများတွေလို့သွားမယ် အခုကဆိုကျူးပဲသွားဝယ်မှာနော်စပစ်သီးမဝယ်ဘူး စပြည့်သီးကဝယ်ပြီးပြီစီစဉ်မိသား ဟောဟုတ်ကဲ့အဲ့ဆိုခုပဲမအောင်ပါ ဆိုကျူးဝယ်ဖို့သွား ဟော မိနစ်စပြည့်သီးကမိနစ်တွင်စားမှာတော့သေးတာလေးရွေးတယ်စပြည့်သီး12လုံးလဲစားစူဂျူးကလည်း12ခွက်တောက်တယ်ဒီစား12ယောက်ရတယ်လို့တော့လုံး6လုံး9လုံး10လုံး10လုံး17လုံး12လုံး2026မှာရီးစား12ယောက်ရတယ်ရီးသွားစီ 6.5 hours later. 2026ကတော့ရီးစားတေချာပေါက်ရအောင်ရမှာဖြစ်မှာဆိုစပစ်ဒီ12လုံးနဲ့တင်ဆူတောင်းမပြေမှာဆိုလို့စစ်မြင်းကဒီမှာစပစ်ဆူချူတွေပါဝဲလာတယ်အဲ့ဒါကိုလည်း12ခွက်တောက်မယ်12လုံးလည်းစားမယ်လုံးပန်းမှဖြစ်မယ်တော့အရင်ဆုံးရီးစား12ယောက်ရပါစေရပြီလားဆန္ဒကလည်းပြီးသွားပြီဆန္ဒလုံးလည်းကုန်သွားပြီ2026ဆိုရီးစားရဖို့ဒေချာလောက်မှာပါစူဂျူးကလည်းဆန္ဒကကုန်သွားတယ်တော်တော်လေးတော့ရေးတိတိဖြစ်နေရီးစားရမရတော့မသိဘူးတော်တော်တော့မူးနေရီးစားရမရ2026 review ပေးမယ်နော်ဟုတ်တယ်တတ်တာ